စမ်းရမို့လူမသိကြောင်လောင်ထားတဲ့ဗီဒီယိုကြောင့်လူပြောများနေတဲ့ရွှေဆိုင်ယနေ့ခေတ်ဆိုရှယ်မီဒီယာခေတ်ကြီးမှာတော့စီးပွားရေးလုပ်ငန်းတွေဟာမကတ်တင်စင်တဲ့အခါမှာတော့လူစိတ်ဝင်စားမှုရဖို့အတွက်နီလန်ပေါင်းစုံကိုအသုံးပြုလာကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့တစ်ခါတလေမှာတော့လူစိတ်ဝင်စားအောင်ဖန်တီးလိုက်တဲ့အကြောင်းအရာတစ်ခုကကိုယ့်လုပ်ငန်းရဲ့ပုံရိပ်ကိုပြန်လည်ထိခိုက်စေတဲ့အထိကိုအဆင့်သင့်သွားတတ်ပါသေးတယ်။လက်ရှိမြန်မာစသဖြင့်လောကကိုပြန်လည်အသက်ဝင်လာအောင်လို့ဆွမ်းဆောင်ပေးနိုင်ခဲ့တဲ့အထူးကမန်နိုင်ကြီးတစ်ခုကတော့မင်းသားအောင်စပြူနဲ့စမ်းရည်မှုတွေပဲဖြစ်တယ်ဆိုတာကိုတော့အားလုံးကလက်ခံထားပြီးတဲ့အမှန်တရားပါပဲသူတို့တို့ရဲ့ထူးချွန်တဲ့အမှုပညာအရေးသွေးတွေကြောင့်ပဲတပိပညာကိုလူငယ်တွေပါစိတ်ဝင်စားနဲ့ပြန်လည်အားပေးလာကြတာဟာဂုဏ်ယူစားတစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့အောင်မြင်မှုတွေကြီးမားလာတဲ့အမျှသူတို့တို့ကိုအားပေးကြတဲ့အမာခံပရိသတ်တွေကြားမှာတော့ဘသူကပိုတော်တယ်ဘသူကပိုကောင်းတယ်ဆိုတဲ့အားပြိုင်မှုတွေကတော့နေ့စဉ်နဲ့အမျှဆိုရှယ်မီဒီယာပေါ်မှာတော့အကျိတ်နဲ့ရှိနေကြတာပဲဖြစ်ပါတယ်။အဲ့လိုအကဲဆက်နေတဲ့အခြေအနေမျိုးမှာနာမည်ကြီးရွှေစံဒီဇိုင်းကနေ TikTok ပေါ်တင်လိုက်တဲ့ဗီဒီယိုတစ်ခုကတော့ငြိမ်သက်နေတဲ့ပရိသတ်တွေရဲ့ဒေါသကိုစော်ပေးလိုက်တယ်လို့ဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်။ဒီကုန်းတဲ့ဗီဒီယိုထဲမှာတော့ရွှေစံကဝန်ထမ်းတွေကိုမင်းသားစမ်းရည်မှုရဲ့တပ်ပုံကိုပြပြီးတော့ဘသူလဲလို့လိုက်လံမင်းမြတ်တဲ့အကွက်မျိုးကိုဖန်တီးထားတာပဲဖြစ်ပါတယ်။အမေခံရတဲ့ဝန်ထမ်းတွေကလည်းစမ်းရည်မှုကိုတော့ဘသူမှလုံးဝမသိဘူးဆိုပြီးတော့လူသိနေတဲ့တာမန်လူတယောက်ကိုမြင်ရတယ်လို့မျိုးဟန်လုပ်ပြီးတော့တရုတ်ဆောင်ပြတ်သွားခဲ့တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံလုံးအတိုင်းအတာနဲ့ပွဲတွေစက်တိုက်ကပ်နေရပြီးတော့ပြည်သက်တွေတဲလုံးအားပေးနေရတဲ့ထိတ်တန့်ဇမင်းသားတယောက်ကိုတော့အခုလိုမျိုးလူမသိသူမသိပုံစံဖန်ပြီးတော့ရိုက်ပြလိုက်တာကတော့အနုပညာရှင်တူရဲ့အားထုတ်မှုကိုအတိမမပြုပဲတိုင်းသိပြည်သိအရှက်ခွဲလိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်။ဒါဟာရိုးရိုးသားသားဖန်တီးလိုက်တဲ့ကြောညာတစ်ခုတည်းစမ်းရည်မိုးရဲ့ပြည်သက်တွေကိုတမင်သက်သက်ရန်ဆလိုက်တဲ့အပြုမှုတစ်ခုအဖြစ်အများကရှုမြင်သွားခဲ့ကြတာပဲဖြစ်ပါတယ်ရှင်။ပို့ပြီးတော့ခရဲရိုက်သွားစီတာကတော့ဒီလိုရိုက်ကူးရတဲ့နောက်ွယ်ကအကြောင်းရင်းပဲဖြစ်ပါတယ်။သတင်းတွေထွက်ပေါ်နေမှုအရာတော့အဆိုပါရွှေစံပိုင်ရှင်ကိုယ်တိုင်ကပြိုင်ဘက်မင်းသားဖြစ်တဲ့အောင်စမြူရဲ့အမာခံပရိသတ်ကြီးတူဖြစ်နေတယ်လို့ဆိုပါတယ်။ဒါကြောင့်မို့မမိအားပေးရဲ့အမှုပညာရှင်ရဲ့ပြိုင်ဘက်ကိုအခုလိုတမင်သက်သက်အကွက်ချပြီးတော့အချက်ကွဲခဲ့တာဖြစ်တယ်ဆိုတဲ့ဆွဆွဲချက်တွေကကြကြပြက်ပြက်ကိုထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။စမ်းရည်မိုးရဲ့ဖန်တွေဒေါသထွက်ပောက်ကွဲနေတာကိုတောင်မှဆိုင်ပိုင်ရှင်ကနောက်ွယ်ကနေသဘောကျရီမောနေတယ်ဆိုတဲ့ကောလာဟာလာတွေကလည်းပရိသတ်တွေရဲ့ဒေါသမီကိုတော့ပုံမတောက်လောင်စေခဲ့တာပဲဖြစ်ပါတယ်။အဲဒီဖြစ်ရပ်တွေကြောင့်ပဲစမ်းရည်မိုးကိုချစ်ခင်အားပေးနေကြတဲ့ပရိသတ်တွေကတော့အဲဒီရွှေစံရဲ့စာမျက်နှာတွေမှာပြင်းပြင်းထန်ထန်နဲ့ဝင်ရောက်ဝေဖန်ရှုတ်ချနေခဲ့ကြတာပဲဖြစ်ပါတယ်ရှင်။ကိုအားပေးတဲ့သူကိုအားပေးပါ။သူများအမှုပညာရှင်ကိုတော့လာမနေပါနဲ့ဆိုပြီးတော့ဒေါသတကြီးနဲ့တုတ်ပြန်နေခဲ့ကြတာပဲဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့အများပြည်သူရှိမှာတော့ဘဲလိုက်မှုပြသပြီးတော့တစ်ဖက်အမှုပညာရှင်ကိုလောင်ပြောင်တာကတော့အင်မတန်ရုပ်ဆိုးတဲ့လုပ်ရဖြစ်ကြောင်းကိုထောက်ပြနေခဲ့ကြတာပဲဖြစ်ပါတယ်။အချုပ်အဖြစ်ပြောရရင်တော့ယာယီ engagement ရဖို့အတွက်အလွယ်တကူဖန်တီးလိုက်တဲ့ဒီဗီဒီယိုလေးကအခုဆိုရင်တော့အဆိုပါရွှေစံရဲ့ပုံရိပ်ကိုတော့အကြီးကျယ်ထိခိုက်စေတဲ့အထိကိုဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။အခုဆိုင်ဘက်ကလည်းဗီဒီယိုကိုဖြုတ်ထားပြီးတော့စမ်းရည်မှုကိုတောင်းပန်လာခဲ့တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်အဆုံးထိကြည့်ရှုအားပေးကြတဲ့ပရိသတ်ကြီးတို့ရောစမ်းရည်မှုကိုအခုလိုလောင်ပြောင်းလိုက်တဲ့ရွှေစံရဲ့လုပ်ရပေါ်မှာတော့ဘယ်လိုရှုမြင်ကြပါသလဲရှင်ပရိသတ်တို့ရဲ့ထင်မြင်ချက်ကိုလည်းသိပြပါစေနော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်